အခုလက်ရှိလုပ်နေတဲ့အလုပ်ကနေထွက်ပြီးတော့ကိုပိုင်စီးပွားရေးလုပ်လိုက်ဒါမှချမ်းသာမယ်ဆိုတဲ့စကားကိုခမရတို့မကြခဏကြားဖို့ကြမှာပါလူမှုကွန်ရက်ပေါ်မှာရောတငယ်ချင်းအပေါင်းအသင်းတွေကြားမှာပါဒီလိုမျိုးပြောဆိုနေကြတာကိုတွေ့ရပါတယ်တကယ်ရောအလုပ်ထွက်ပြီးကိုပိုင်စီးပွားရေးလုံးမှချမ်းသာကြွယ်ဝမှာလားဒါမှမဟုတ်ဒါဟာကျွန်တော်တို့ကိုလှည့်စားနေတဲ့အယူအဆတစ်ခုပဲလားဒီနေ့ဗီဒီယိုမှာကျွန်တော်တို့အဲ့ဒီအမှန်တရားကိုဖော်ထုတ်သွားမှာပါစိတ်မကောင်းစရာအမှန်တရားတစ်ခုကိုပြောရမယ်ဆိုရင်စီးပွားရေးလုပ်ငန်းအသစ်တွေရဲ့90%လောက်ဟာပထမ9နှစ်အတွင်းမှာကြာရှုံးတက်ကြပါတယ်ဒီတော့ကိုပိုင်စီးပွားရေးလုပ်တာဟာချမ်းသာဖို့အတွက်တစ်ခုတည်းသောလမ်းကြောင်းမဟုတ်ဘူးဆိုတာကိုဒီဗီဒီယိုအဆုံးမှာခင်ဗျားတို့သဘောပေါက်သွားပါလိမ့်မယ်အဓိကအချက်3ချက်နဲ့ကျွန်တော်တို့ဆွေးနွေးသွားမှာပါပထမအချက်ကတော့ကိုပိုင်စီးပွားရေးရဲ့အားသာချက်နဲ့အန်ဒီရတွေဒုတိယအချက်ကတော့ဝန်ထမ်းဘဝနဲ့ချမ်းသာကြွယ်ဝနိုင်တဲ့လျှို့ဝှက်ချက်တွေနောက်ဆုံးအချက်ကတော့ခင်ဗျားအတွက်ဘယ်လမ်းကြောင်းကအသင့်တော်ဆုံးလဲဆိုတာကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာပဲဖြစ်ပါတယ်ဒီတော့ဗီဒီယိုကိုဆုံးထိကြည့်ဖို့မမေ့ပါနဲ့ကိုပိုင်စီးပွားရေးလုံးမှချမ်းသာမယ်ဆိုတာအမှန်လားဒီမေးခွန်းကဘာလို့အရေးကြီးတာလဲဆိုတော့ကျွန်တော်တို့အားလုံးကဘဝမှာငွေကြေးလွတ်လပ်ခွင့်ကိုလိုချင်ကြလို့ပါဒါပေမဲ့အဲ့ဒီလွတ်လပ်ခွင့်ကိုဘယ်လိုရယူမလဲဆိုတာကိုတော့လူတိုင်းကမတူညီတဲ့အမြင်တွေနဲ့ချင်းကပ်ကြပါတယ်အထူးသဖြင့်ဒီနေ့ခေတ်လူမှုကွန်ရက်တွေမှာ fake gurus လို့ခေါ်တဲ့အတုအယောင်ဆရာတွေကအလုတ်ထွက်ပြီးစီးပွားရေးလုံးမှချမ်းသာမယ်မဟုတ်ရင်တစ်သက်လုံးဆင်းရဲမှာပဲဆိုတဲ့အယူအဆတွေကိုတွင်တွင်ကျယ်ကျယ်ဖြန့်ဝေနေကြပါတယ်သူတို့ကသူတို့ရဲ့သင်တန်းတွေကုန်ပစ္စည်းတွေကိုရောင်းချဖို့အတွက်ဒီလိုမျိုးစိတ်ကူးရင်ဆန်တဲ့အပြောဆိုတွေကိုသုံးပြီးကျွန်တော်တို့ကိုလှည့်စားနေကြတာပါတကယ်တော့ချမ်းသာကြွယ်ဝတဲ့သူတွေရဲ့နောက်ွယ်မှာအလုပ်ကြိုးစားမှုစွန့်စားရဲမှုဉာဏ်ပညာရှိမှုတွေအပြင်ကျွန်တော်တို့မမြင်ရတဲ့လှုပ်ဝက်ချက်တွေအများကြီးရှိပါတယ်ကိုပိုင်စီးပွားရေးလုပ်တာဟာချမ်းသာဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်နိုင်ပေမဲ့တစ်ခုတည်းသောနည်းလမ်းတော့မဟုတ်ပါဘူးဒါဆိုရင်ဘလို့ချက်လက်တွေကဒီအယူဆကိုထောက်ခံနေလဲဘလို့ချက်လက်တွေကပယ်ချနေလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ရအောင်ပါတစ်ချက်ကိုပိုင်စီးပွားရေးရဲ့အားသာချက်နဲ့အန္တရာယ်များကိုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းရဲ့အဓိကအားသာချက်တွေကတစ်ခုကတော့ scalability လို့ခေါ်တဲ့တိုးချဲ့နိုင်စွမ်းဖြစ်ပါတယ်ဝန်ထမ်းတစ်ယောက်အနေနဲ့ခင်ဗျားရဲ့ဝင်ငွေကအချိန်နဲ့ကန့်သတ်ထားပါတယ်တစ်နေ့ကို8နာရီပဲအလုပ်လုပ်နိုင်တာမျိုးပေါ့ဒါပေမဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ခင်ဗျားရဲ့ဝင်ငွေကခင်ဗျားရဲ့အချိန်နဲ့တိုက်ရိုက်မသက်ဆိုင်တော့ပါဘူးခင်ဗျားကဝန်ထမ်းတွေကိုငှားရနိုင်တယ်နည်းပညာကိုအသုံးပြုနိုင်တယ်ဒါမှမဟုတ်ကုန်ပစ္စည်းတွေကိုအများအပြားထုတ်လုပ်နိုင်ပါတယ်ဒီလိုလုပ်ခြင်းအပြင်ခင်ဗျားရဲ့ဝင်ငွေကိုအကန့်အသတ်မရှိတိုးချဲ့နိုင်ပါတယ်နောက်ထပ်အားသာချက်တစ်ခုကတော့အချိန်နဲ့ငွေလဲလှယ်ခြင်းမှလွတ်မြောက်ခြင်းပါပဲဝန်ထမ်းဘဝမှာခင်ဗျားရဲ့အချိန်ကိုငွေနဲ့လဲလှယ်နေရတာပါဒါပေမဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ခင်ဗျားကစနစ်တစ်ခုကိုတည်ဆောက်ပြီးအဲ့ဒီစနစ်ကခင်ဗျားအတွက်ငွေရှာပေးနေတာဖြစ်ပါတယ်ဒါကြောင့်ခင်ဗျားအလုပ်မလုပ်တဲ့အချိန်မှာတော့ဝင်ငွေရရှိနေနိုင်ပါတယ်ဒါဟာငွေကြေးလွတ်လပ်ခွင့်ရဲ့အဓိကသောချက်ပဲဖြစ်ပါတယ်ဒါပေမဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းမှာအားသာချက်တွေရှိသလိုအန်ဒီရတွေလည်းအများကြီးရှိပါတယ်အပေါ်မှာပြောခဲ့သလိုပဲစီးပွားရေးလုပ်ငန်းအသစ်တွေရဲ့90%လောက်ဟာပထမ9နှစ်အတွင်းမှာကြာရှုံးတတ်ကြပါတယ်အထူးသဖြင့်ပထမဆုံးအကြိမ်စီးပွားရေးလုပ်တဲ့သူတွေအတွက်အောင်မြင်မှု%က18%လောက်ပဲရှိပါတယ်ဒါဟာဘာကိုပြသသလဲဆိုတော့စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့ဆိုတာမလွယ်ကူပါဘူးစိတ်ဖိစီးမှုတွေငွေကြေးဆုံးရှုံးနိုင်ခြေတွေအေးအေးပြက်ခံပြီးအလုပ်လုပ်ရတာတွေအများကြီးရှိပါတယ်တချို့စီးပွားရေးလုပ်ငန်းရှင်တွေကကိုယ့်အလုပ်သမားတစ်ယောက်လိုပဲအလုပ်လုပ်နေရပြီးစနစ်တစ်ခုကိုတည်ဆောက်နိုင်ခြင်းမရှိတဲ့အတွက်ကိုယ်ပိုင်အလုပ်သမားဘဝကနေမတက်နိုင်ကြပါဘူးနှစ်အချက်ဝန်ထမ်းဘဝနဲ့ချမ်းသာနိုင်သလားကိုယ်ပိုင်စီးပွားရေးလုံးမှချမ်းသာမယ်ဆိုတဲ့အယူအဆကိုကျွန်တော်တို့ပယ်ချရတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့ဝန်ထမ်းဘဝနဲ့လည်းချမ်းသာကြွယ်ဝနိုင်လို့ပါပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာတိတ်ဆိတ်ချမ်းသာနေတဲ့သူတွေအများကြီးရှိပါတယ်သူတို့ကို quiet millionaire လို့ခေါ်လို့ရပါတယ်သူတို့ဟာဆရာဝန်တွေအင်ဂျင်နီယာတွေစက်ယင်းကိုင်တွေဒါမှမဟုတ်ကုမ္ပဏီကြီးတွေကအဆင့်မြင့်ဝန်ထမ်းတွေဖြစ်နိုင်ပါတယ်သူတို့ဟာလစဉ်ပုံမှန်ဝင်ငွေကောင်းကောင်းရရှိပြီးအဲ့ဒီဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းကိုစနစ်တကျရင်းနှီးမြှုပ်နှံခြင်းအပြင်ချမ်းသာကြွယ်ဝလာကြတာပါဒီနေရာမှာအဓိကကျတဲ့အချက်ကတော့ compound interest ရဲ့ဆွမ်းအားပဲဖြစ်ပါတယ်ခမရဲ့ရင်းနှီးမြှုပ်နှံမှုကနေရရှိလာတဲ့အတိုးတွေအမြတ်တွေကိုပြန်ပြီးရင်းနှီးမြှုပ်နှံလိုက်တဲ့အခါအချိန်ကြာလာတဲ့နဲ့အမျှခမရဲ့ပိုင်ဆိုင်မှုတွေကအစပေါင်းများစွာတိုးပွားလာပါလိမ့်မယ်ဥပမာအားဖြင့်လစဉ်ဒေါ်လာ900ကိုနှစ်30ကြာအောင်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်ပြန်မြနှစ်စဉ်10%အမြတ်နဲ့ဆိုရင်ဒေါ်လာ1 သန်းကျော်ရရှိနိုင်ပါတယ်ဒါဟာဝန်ထမ်းတစ်ယောက်အနေနဲ့လည်းချမ်းသာကြွယ်ဝနိုင်တယ်ဆိုတာကိုပြသနေတဲ့အကောင်းဆုံးသာဓကပါပဲဒါကြောင့် high salary plus smart investment equal wealth ဆိုတဲ့ formula ကိုကျွန်တော်တို့မှတ်ထားသင့်ပါတယ်လစာကောင်းတဲ့အလုပ်တစ်ခုကိုရှာဖွေပါဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းကိုစနစ်တကျစုဆောင်းရင်းနှီးမြှုပ်နှံပါအကျွေးတွေကိုရှောင်ရှားပါဒါဆိုရင်ခင်ဗျားလဲငွေကြေးလွတ်လပ်ခွင့်ကိုရရှိနိုင်ပါတယ်အမေရိကန်နိုင်ငံကတန်းကျယ်သူတွေရဲ့88%လောက်ဟာကိုပိုင်စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြပေမဲ့ကျန်တဲ့သူတွေကတော့ဝန်ထမ်းဘဝကနေချမ်းသာလာကြတာဖြစ်ပါတယ်။ Ramsey Solution ရဲ့လေ့လာမှုတွေအရတန်းကျယ်သူတွေအများစုဟာနာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တွေမဟုတ်ပဲဆရာစက်ယင်းကိုင်အင်ဂျင်နီယာလိုမျိုးပုံမှန်အလုပ်တွေလုပ်ကိုင်ပြီးစနစ်တကျရင်းနှီးမြှုပ်နှံခဲ့ကြသူတွေဖြစ်ပါတယ်။အချက်3ဘယ်လန်းကိုရွေးမလဲဒီတော့ကိုပိုင်စီးပွားရေးလုံးမှချမ်းသာမယ်ဆိုတာအမှန်လားဆိုတဲ့မေးခွန်းရဲ့အဖြေကတော့မဟုတ်ဘူးဆိုတာပါပဲ။
ဒါပေမဲ့ကိုယ်ပိုင်စီးပွားရေးလုပ်တာဟာချမ်းသာဖို့အတွက်လွန်ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုဖြစ်နိုင်ပါတယ်အရေးကြီးတာကခမရအတွက်ဘယ်လမ်းကြောင်းကအသင့်တော်ဆုံးလဲဆိုတာကိုသိဖို့ပါပဲပထမဆုံးစဉ်းစားရမှာကတော့ခမရရဲ့ကိုယ်ကြီးကိုယ်သွေးနဲ့ကိုက်ညီမှုပါပဲခမရကစွန့်စားရတဲ့သူလားစိတ်ဖိစီးမှုကိုခံနိုင်ရှိတဲ့သူလားအမြဲတမ်းတင်ယူလေ့လာနေဖို့စိတ်အားထက်သန်တဲ့သူလားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာဒီလိုရည်အချင်းတွေလိုအပ်ပါတယ်တကယ်လို့ခမရကတည်ငြိမ်တဲ့ဘဝကိုပိုနှစ်သက်တယ်စွန့်စားရတာကိုမကြိုက်ဘူးဆိုရင်ဝန်ထမ်းဘဝကနေချမ်းသာဖို့ကြိုးစားတာကပိုပြီးသင့်တော်ပါလိမ့်မယ်ဒုတိယအချက်ကတော့ခမရရဲ့စွန့်စားနိုင်စွမ်းပါပဲစီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့ဆိုတာငွေကြေးအရာရောအချိန်အရာရောအများကြီးစွန့်စားရပါတယ်အောင်မြင်ဖို့အတွက်အာမခံချက်လည်းမရှိပါဘူးဒါပေမဲ့ဝန်ထမ်းဘဝမှာတော့စွန့်စားရမှုကနည်းပါတယ်လစဉ်ပုံမှန်ဝင်ငွေရရှိပြီးအနာဂတ်ကိုပိုပြီးခံမှန်းနိုင်ပါတယ်တကယ်လို့ခမရကစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ပေမဲ့စွန့်စားရမှာကိုကြောက်တယ်ဆိုရင် hybrid approach ကိုစဉ်းစားနိုင်ပါတယ်အဲ့ဒါကတော့လက်ရှိအလုပ်ကိုမထွက်ပဲအပိုဝင်ငွေရှာဖွေခြင်းအနေနဲ့စီးပွားရေးလုပ်ငန်းလေးတစ်ခုကိုစတင်ကြည့်တာပါပဲအဲ့ဒီစီးပွားရေးလုပ်ငန်းကနေဝင်ငွေကောင်းကောင်းရရှိလာပြီဆိုမှ full time business အဖြစ်ပြောင်းလဲတာမျိုးပေါ့ဒီနီလန်ကစွန့်စားရမှုနည်းပြီးအောင်မြင်မှုအခွင့်အလမ်းပိုများပါတယ်ကဲဒီတော့ညီကုန်းချုပ်အနေနဲ့ပြောရရင်ကိုယ်ပိုင်စီးပွားရေးလုံးမှချမ်းသာမယ်ဆိုတာအမှန်လားဆိုတဲ့မေးခွန်းရဲ့အဖြေကတော့မဟုတ်ပါဘူးကိုယ်ပိုင်စီးပွားရေးလုပ်တာဟာချမ်းသာဖို့အတွက်အလွန်ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုဖြစ်နိုင်ပေမဲ့တစ်ခုတည်းသောလမ်းကြောင်းတော့မဟုတ်ပါဘူးဝန်ထမ်းဘဝနဲ့လည်းစနစ်တကျစီမံခန့်ခွဲမယ်ဆိုရင်ချမ်းသာကြွယ်ဝနိုင်ပါတယ်အရေးကြီးတာကခမရရဲ့ကိုယ်ကြီးကိုယ်သွေးစွန့်စားနိုင်စွမ်းနဲ့ကိုက်ညီတဲ့လမ်းကြောင်းကိုရွေးချယ်ဖို့ပါပဲခမရတို့ရောဘယ်လမ်းကြောင်းကိုရွေးချယ်မလဲကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တာလားဒါမှမဟုတ်ဝန်ထမ်းဘဝကနေချမ်းသာဖို့ကြိုးစားမလားခမရတို့ရဲ့အမြင်တွေကိုခွန်မှန်လေးမှာရေးပေးခဲ့ကြပါအောင်ခင်ဗျာ